မင်္ဂလာပါဗျ Horror Movement အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ Horror Movement အဖွဲ့သားတွေကရန်ကုန်မြို့နဲ့မိုင်30ခန့်အကွာကဒီလူတွေမနေတော့တဲ့အိမ်အဟောင်းတွေရှိရဲ့ကျွန်တော်ချိန်တစ်ချိန်ကိုရောက်နေရပဲဖြစ်ပါတယ်ဒီမှာကလူသူရောက်ပေါက်လဲနေသွားတယ်ပြီးတော့လူတွေမနေတာကြားတဲ့အတွက်ပေါ့နော်ဒီနေရာမှာမွေတွေပေါ်ရတယ်လို့ပြောအဓိကတော့မွေတွေပေါ်ရနော်ပြီးတော့တခြားအသိရှိရဲ့တရဝါတွေလည်းရှိရလို့ပြောတယ်အဲ့တော့ဒီမှာကဒီမျက်စိလဲပြီးရောက်လာတဲ့လူတွေကို၆လက်မှုတွေရှိရလို့ကြားရတယ်ဒီနာအဲ့တော့ဒီညမှာဘယ်လိုထူးခြားတဲ့အဖြစ်အပျက်တွေရှိရဲဆိုတာကိုကျွန်တော်တို့ Horror Movement အဖွဲ့သားတွေကနေပြီးတော့စောင့်ကြည့်လေ့လာတော့မယ်ပရိသတ်တွေကလည်းကျွန်တော်တို့နဲ့အတူတူလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ဗျဒီဒါဆိုအခု CCTV နဲ့တက်ပြီးသွားပြီဆိုတော့ဘယ်လိုရင်းစသွားကြမလဲကိုကဒီ cam 2နေရာကိုသွားသေးတယ်နော်အဲ့အိမ်ငါတို့သွားဖို့ကောင်းတယ်ဒီညနဲ့လည်းမသိမဝေးဘူးကမ်ပူးတက်ထားတဲ့ကင်မရာတက်ထားတဲ့အိမ်ဟုတ်တယ်သွားမယ်အဲ့ကိုအဲ့ဆိုဘယ်ရောက်သွားမှာအကူကဒီမှာရင်မဲ့စောင့်ကြည့်လိုက်မယ်နော်ကျွန်တော်ဒီမှာပဲနေခဲ့လိုက်မယ်အဲဆိုရင်ဟိုကနေဖူးဖူးရဲ့ကိုရဲဝင်လင်း3ယောက်သွားလိုက်စောင့်လို့ရတယ်မလားစင်ပြေပြီးပြီးအဲ့ဆိုဖူးနဲ့ငါကိုရဲဝင်လင်းသွားလိုက်မယ်တော့နော်အဲ့ဆိုကဒီအိုင်ကိုယူရမယ်တစ်ခါလုတ်ခဲ့မယ်နော်ကိုline 3ထားတယ်နော်ဟုတ်တမီးယူရမယ်ကြားလားဟုတ်ကြားရဲကိုနော် okay အဲ့ဒါဓာတ်ယူနော်ဟုတ်ဓာတ်အကြီးပဲယူရလိုက်ဟိုမိုင်ဓာတ်ထူးကြလို့ရှိရင်ဒီကပဲလှမ်းပြီးပြောလိုက်မယ်နော်ကိုကြီးလေးကြည့်နေနော်ကင်မရာတူနော်တခုထူးကြရှင်ပြောပါမယ်နော်ဒီဘက် view ဆိုင်နော်ဟုတ်ပါမယ်တော့ပေါ်တယ်ကိုလည်းတမ်းယူလေတော့မယ်ကိုကြီးအခုဟိုဘက်ကအိမ်ကိုသွားနေပြီတိလားအောက်မှာတန်ဆူးရရှိတယ်မလေးယူဆိုင်အပင်နေမြညနေရတော့မှအကောင့်တကောင်ဖြတ်ပြီးသွားတယ်ဘာလဲတော့ဘာကောင်လဲတော့မသိဘူးတေချာတော့မသိလိုက်ကိုကလည်းယူဆိုင်ကိုရဲဝင်နေယူဆိုင်နော်ဒီကဝင်ရတာကိုကြီးအိမ်ထဲဝင်တော့မယ်နော်ဟုတ်ကဲ့မင်းစောဟိုအိမ်ထဲဝင်တော့မယ်မင်းစောလည်းပြောလာတယ်ကြည့်နေရဘာမှမတွေ့သေးလို့ဟုတ်ကိုကြီးဟုတ်ဒီပေါက်ကွာဒီဝင်ရမယ်ပေါ့ဟိုလက်ရည်ပဲဟုတ်တယ်နော်ဟုတ်တယ်အော်အေးကျုပ်နေလေတော့မတွေ့ဘူးတည်းနေလေမတွေ့ဘူးလားနေလေမရှိဘူးစီလာဘက်တော့မတွေ့ဘူးလားစီတော့မတွေ့ဘူးကျုပ်ဝင်ကြိုက်မလားကျုပ်ပရိဒါတော့ထဲဟုတ်ဖုံနဲ့မှုန်ထူနေရပဲမင်းစောအိမ်ထဲရောက်နေပြီလို့မြင်ရတာလို့ကိုမင်းဆိုရင်အိမ်ထဲရောက်နေပြီနော်တွေ့လားမြင်ရပြီနော်ဒါဒီမှာဂရင်းပေါက်တည်းဒီကမှန်လည်းမရှိတော့တည်းတော်မကျော်အောက်ကမြေကြီးရတယ်မကျော်တော်တော်ဝါပြင်းဆုပ်အောက်မှာတမန်လေးလည်းမဟုတ်နော်ဟုတ်တယ်မြေကြီးပြီးတော့ဒီမှာတိရွက်တွေဝင်တယ်တွေ့လားဟုတ်တယ်ဒီပရင်းမောက်တွေကနေပြီးတော့ထင်တယ်အဲ့လိုဝင်တာဖြစ်မှာဘာလို့လဲဆိုအိမ်တွေကိုဘယ်မောက်ပဲချက်ပါလေပါရှိတယ်ဒီမှာလေပုံနေပါရှိလို့လားပရင်းမောက်ဘက်မှာတော့ဘာမှတော့မတွေ့ဘူးကိုကြီးဒီလားအပြင်းမလို့တဲ့လေကားနာဩလေကားနာဟလားပုံလေးပါရှိတာလေကားနာဒီမှာအခန်းရောရှိခဏလေးခုမှခဏလေးနေတဲ့ရဒီမှာဒီဗီဒီယိုအပြေးသွားလာစင်တာတခြားလဲနှမ်းစကမကြည့်ပြဘူးဟုတ်တယ်အဲ့ပရင်းမောက်ညာဘက်ဟိုမရဲ့ဒီဘက်အဲ့ပရင်းမောက်အမှလားဒီထဲမှာတော့ဘာမှမမြင်ရဘူးကိုကြီးနေလားဘာလို့ရှိတ်ပြီးမြင်နေရခုနကတော့ဝင်ငယ်ဟုတ်ငါကြည့်နေနေရလားလို့ပြောလိုက်ဆိုတော့မဝင်ရင်ရှိတ်တွေမြင်နေရတယ်တဲ့အခုဗာကိုမင်းမရက်နေရပရင်းမောက်လားကိုကြီးဟုတ်တယ်ဘာမှတော့မရှိဘူးမထူးကြတော့ထွေးထူးလည်းမရှိဘူးရမ်းကြီးငါတော့ထိုးမိမယ်နော်တတိအပေါ်မှာလေးဟိုလေထက်ကိုလေးလိုမျိုးဟာလေးရှိရသေးတယ်တက်ကြိုက်မယ်လीနော်ခိုင်နေမလားလေကခိုင်နေခိုင်ငါတက်ဘာကြီးလဲမသိဘူးဘာတီးလဲမသိငှက်တီးတဲ့ဘာတန်လဲတန်ကြလိုက်ကိုကြီးဒီမှာအတန်တစ်ခုတော့ကြားလိုက်အပေါ်တက်ခံကြီးအခုအပေါ်တက်မလို့ကြားလိုက်လားကြားလိုက်တယ်ထောက်ခဏဒီရှင်းတယ်ကြီးတဲ့ဘာတက်ကြတယ်မလားတက်ကြတယ်ဟုတ်ကိုကြီးအခုအပေါ်တက်မလို့ဖူးခေါင်းကိုထိမိမှာတစ်ချက်လေးတက်ဖားလေးရောင်းငွေတယောက်တက်ဟောဘာစိတ်ကြီးလဲဘာကောင်းကြီးလဲနန်းကြီးမြင်တက်လိုက်တော့မလေးပုတ်စော်ကြီးမတက်ရဘူးဘလို့ကြီးလဲလာပါအကောင့်သိနေတယ်မယ်နိုင်ငံထိမိမှာကြောက်တယ်
ကိုရဲဝင်နေ နိုင်တာ နဲ့အနံ့တော့တော်တော်ပြင်းရနော်ဓာတ်ပုံလေးဟုတ် ဒီစားညနေတော့တွေ့လား အေးတတိတော့တိတ်မထားမိလိုက်ဘူးခဏလေး ကိုကြီးအတန်ကြားလိုက်လို့ ခဏလေးငါတို့ပဲရှိရမလားဒီမှာ ဟေးလေ hello anybody home နဲ့ဒီ hello ဆိုတာတော့ CCTV ကနေတော့မြင်နေရတယ် ဒီမှာခဏကြုံ ဘာကြီးလဲ အခေါင်းသား တတိထားဟိုမှာလေ ဒါလားခေါင်းဟုတ်ဘူးလားဝင်ကြည့်ရ ဟဲ့ ဒီမှာ ဟုတ်တယ်ကြည့်ပါလား ဘာကြီးလဲ ဟိုဟာမျိုးကြီးတွေဖွင့်လိုက်ကောင်းလား အခေါင်းလားအခေါင်းอ่ะတိတိလေးဟိုထထတော့ကလေးအခေါင်းကြီးပါ အေး လို့ ဟုတ်လောက်တယ်ဆိုတော့အခေါင်းကဟိုပုံသဏ္ဍာန်တိတိလေးဆို နော်တိုင်းကုန်လေးပဲတော့မထီနေဘူးဟိုဓာတ်ပုံနေရလဲ ပုံနေရလဲရမ်းများ အဲ့တော့ဖွင့်လိုက်ကောင်းမလား ဖွင့်ကြည့်လိုက်လေ ဟမ် ဖူးဖွင့်ကြည့်မလား ရှားရတယ်ဒီ တတိထားအောင်နော် ဟိုကလေး ခဏလေးကိုဒီမှာလေးအခေါင်းလိုတစ်ခုကြီးရှိလို့သိလားအဲ့ဒါဖွင့်ကြည့်လိုက်အောင်မယ် ဟဲ့ စင်ပြမလားဖွင့် ဘယ်လိုဖွင့်ရမှာလား တော့တက်လေးဖွင့်လိုက်အဲ့ဆိုလေလို့ ခဏ ဖွင့်ပြီးသွားတာ ခဏ ခိုင်တော့တတိထားနော် လူတွေထဲအကောင့်တွေ့တာဟလား ဟုတ်တယ်ကိုဒါပေမဲ့အခေါင်းကတိတိလေးကလေးအခေါင်းလိုမျိုး ပိတ်စာလေးဖွင့်ကြည့်လိုက် ဟာမဖတ်ရဘူး ဓမိကန်ရမှာခဏ ဒီဟာကိုခိလို့ဖြစ်လာတာကြောက်တယ် ပြန်ပိတ်လိုက်တော့ ခဏမြန်မြန်ခဏဆို မြန်ပိတ်ပြန်ထဲ ကိုအဲ့အခန်းကိုဖွင့်တဲ့အချိန်မှာအတန်နေကြားနေရလို့သိလား ဟုတ်လားတတိယနော်အဲ့ဘက်မှာ ဒီဘက်ကားတော့ဘာမှတော့မရှိဘူးမလား တွေ့လား အောင်စင်းရမယ်ထွက်ကြ အောက်မှာကြည့်လိုက်ပေါ်ကြည့်လိုက်ခါလေးဘယ်ကလာနေအဲ့တန်ကြီးဘယ်ကလာနေဖြစ်မလဲ တန်နေကြားနေရလို့ ဒီကြွက်တိဟိုအကောင့်တွေဘက်က စင်းမယ်အဲ့ဆိုတော့မယ်လား ခဏဒီမဲ့ကြည့်လို့ခဏကြည့်လို့ဒီမှာဘာရှိလို့လဲအတန်းမဟုတ်ဒီတန်းဘယ်ကလာနေတာလဲဒုံနဲ့ခိုင်ခဏငြိမ်ကြည့်ပါလားခုကျတော့ဘာမှလည်းမထွက်ဘူးနော်ဒီကျွန်တော်ဒီအယုတ်ဒီပကြီးကားကိုကျွန်တော်မျက်လုံးတွေကိုကြည့်ပြတာကင်မရာမှာပေါ်လာ ပေါ်တယ် နော် လက်နေရတယ် ကျွန်တော်တို့စောင့်ကြည့်လို့ကြီးဖြစ်နေတယ်ဝန်နေစင်းလိုက်မလားအဲ့ဒါပြန်ပြီးအောက်ကို စင်းမယ် နော်စင်းလိုက်ကိုရဝင်စင်းမလား ဆင်းမယ်နော်ဆင်းကြည့်မယ် အတန်လေးလဲဒုံနဲ့ဖြစ်နေပြီဆို အကောင် ဖူးဒီဥဆိုင်ဒီမှာအကောင်ကတော်တော်နန်တယ်ပုတ်စော်ကအမလီဒီကောင်ကဘာလို့ဒီနားလေးမှာလာသေးနေရတာလဲ နန်းစောနေရပဲ ဘာလို့နေပါတို့လဲ အခုတော့အောက်ကိုပြန်ဆင်းလာပြီကိုကြီးအတန်နေကြားနေရလို့ အပြင်ကနေဒီပတင်းပေါက်ဟိုမှန်ခွဲတွေကနေကျွန်တော်တို့တရားတော့ကြည့်လို့ခံစားနေရတယ်ဗျာတိလားခွဲဝင်လေနော်ဟောဖြစ်ကျွန်တော်တို့နေရာစုံနေပြီပြန်ထွက်လိုက်မယ်လေအဲ့ဆိုနော်ဘူးလက်သိအစင်ပြေတော့တာမဟုတ်ဘူးထွက်နော် ဟုတ်တယ် ဘူးအောက်ကိုကြည့်ကိုရဲဝင်လင်ခလုတ်တိုင်းမယ်နော် အောက်ကိုကြည့်အောင်နော် ကိုမြင်ရတာ မရမတမီးလေးပါလေ အမိုးတွေတောင်မရှိတော့ဘူးဗျာနော်တော့ကျွန်တော်တို့ ဆုတ်ပြပြီးတော့ လူတွေမလာတော့ကြာပြီဗျာ ဖုန်းလေးပဲမုန်းထူနေရ ဒါကခုနကျွန်တော်တို့ဝင်နေတဲ့အခန်းလက်ရရဟိုတိုင်နေမှာမြင်နေရတယ် ဟုတ်တယ်စန မှလဲ စနငေါတွေ့ရနှစ်ခုနဲ့နော် ဟုတ်တယ်အခုမှတစ်ခုပူလာတော့အောင်ထင်ရတယ်ဒီလား အေး ဟိုးမှလည်းတခုလေ ဟုတ်မှာဒီမှာဒီကနေလာကြည့်လည်းမြင်ရတယ် အခုမြင်ရမလား မြင်ရတယ် တိုင်ပါလေ ငေါတွေ့ရစနတကားပါမယ်နော် ဒီနော် တွေ့လား သတိမထားမိရလား အဲ့လိုလဲဖြတ်ကောင်းဖြစ်နိုင်တယ်နော် ဘာဖြစ်ပါကိုယ်လည်းအပေါ်ထိတက်ကြည့်ပြီးတော့
လာခဲ့တာပဲလေဟုတ်တယ်မလားမင်းစမ်းမိပဲပြန်သွားကြတာပေါ့နော်တော့မယ်ဆိုကောနော်ဒီဘက်ဟုတ်ပါလားဘယ်လဲ ဒီဘက်လားဟုတ်လားဟုတ်လား ဟုတ်ပါဘူးဒီဘက်ပါ ဒီဘက်နော်ဒီဘက်လာတာနော် ဒီဘက် ဒီဘက်နော် အေး မျက်စိရောင်မှားဘူးဟာလေအကြောက်လေ ဟုတ်ဘူးလား စနမီဖြက်နေ ဘယ်အိမ်နေရလား အေးအနောက်က ဘလိုမီးဖြစ် ဟိုမကူတော့မယ်ပြောလေ အနောက်က သွားတာပူကောင်းမနေတူတယ်နော် ကြားလေလား မင်းစမ်းမိတခုထူးချောင်းပြန်လာရင်ပြန်လာလဲလာရင်လဲလာမယ်လေ ဟုတ်တယ် နော် အခုစီတွဲမှာမမြင်ရတော့နော်ဘယ်နာမှာ ပြန်လာနေပြီလို့ ဟုတ်ကိုကြီးအခုပြန်လာနေပြီနော် โอเค ဒီထောင်းတော့အောက်လေးပါကျုံ ဘာထူးကြလဲ ထူးရတာတော့ရှိတယ်အမဟိုကဗာလဲအဲ့ဟိုမှာအိမ်မှာဘာလဲဟိုကလားမသိဘူး ခေါင်းလုံးလို့ ခေါင်းလိုမျိုးဟိုက်တယ်တွေ့ခဲ့နော် အခေါင်း တော့မမြင်ရဘူးဒီက ဟမ်အဲ့ဒါမမြင်ရဘူးသူကဟိုအထဲမှာ ဒီကဝင်လာတဲ့ဝင်တဲ့ဘက်မှာ ဒီမှာရောပိတ်လိုက်အောင်နော် အိမ်တစ်လုံးရဲ့ဟိုလင်းစီရင်ကျန်သေးရနော် အဲ့ဆိုအဲ့ဘက်ကိုသွားမလားစောင့်နေလိုက်မယ်လေဒီတစ်ခါ ဖူးဆောင်နေမယ်လေ စောင့်နေ လေလေ အိမ်တစ်လုံးနဲ့မှာလင်းစီရင်ကျန်သေး ဟမ် ကျန်သေးโอเคအဲ့ဆိုရင်ဖူး ဟိုက ဆောင် နှစ်ထပ်အိမ်နော်နှစ်ထပ်အိမ်ဟုတ်တယ်မလား ဖူးဆောင်နေမယ်ဆိုရင်ကျွန်တော်တို့တော့မယ်ဒီခေါက်နော်ကျွန်တော်လည်းလိုက်ကြည့်ခြင်းတယ်ဒီခေါက် တိုက်လေးရတယ်ခုကနေရတယ်မလား နေခဲ့မယ်လေနော် တခုခုအစမပြေလဲလမ်းပြောလိုက်ပေါ့ ခွဲဝင်နေစင်ပြေရလား ပြေးတယ် တက်သွားမယ်လေနော် သွားမယ်နောက်တစ်ခုသွားကြမယ် အဲ့ဆိုကိုကြီးဒီချက်မီးယူသွားလိုက်လေနော် โอเคတမ်းမိပါလိုက်အဲ့ကျွန်တော်ဒီမှာကန်ခဲ့ မင်းကင်မလား တခုဆိုဟူကပျော်လန်းអော်လိုက်နော် ဟုတ်အဲ့ကိုကနေလမ်းပြောလိုက်မယ်လေ အဲ့ဆိုကျွန်တော်ဒီနှစ်ထပ်အိမ်ကိုသွားလိုက်မယ် သွားတမ်းပြီးယူ ဒီတမ်းမိ ကင်မရာဘယ်လောက်လဲအဲ့အိမ်က cam 3 တော့1 3 4ဟုတ်နော်1 3 4နော်ကမ်းမယ်မစမ်းဒီဟာအိုင်ကွန်ကကန်ရမှာလား အဲ့ကောကိုမိုက်ကန်လိုက်ကျွန်တော်ဒီကင်မရာနဲ့ဆိုတော့ ဟယ်လိုကြား ကြားရလေ โอเคတော့မယ်ဒီဘက်ကတော့လို့ရတယ်သူကနှစ်ထပ်ဆိုတော့လေအပေါ်နဲ့အောက်နဲ့ကိုဟိုမှာဖြစ်ရင်အောက်ကိုအရင်ဝင်လိုက်မယ်လေအောက်ကိုမှအပေါ်ကြည့်အောင်နော် တတိထားပြီးသွားနော် အိမ်ကလေလေဟိုလူတွေမနေတာကြတော့တစ်ပင်နေခြားထဲမှာရောက်ပြီးတော့ပျောက်တယ်လို့ဖြစ်ရင်တည်း ဟုတ်တယ် ငါပြောတယ်ဝါပင်နေနေဟိုဟာတွေနဲ့ ဖောက်တော့မနေရှာ ဒီမှာဒီဘက်က ဒီကနော် သွားရတယ်အောင်ရလာကိုရုံးနေ ရတယ်သာ ဒါအောက်ထပ်ဘာလဲညာ ခြေတန်လိုမျိုးကြာဒီအောက်ထပ်ကိုအရင်ကြည့်လိုက်မယ်လေဒီမှာဒီလီကားကနေပဲအပေါ်တက်ကြည့်တာပေါ့နော် ဟုတ်ပြီ ဘယ်မှာတော့ဘာမှမရှိတော့ဘူးပြကျဟိုဘက်ကမြန်ပြန်ဝင်လို့ရမလားမသိရ ဒီတကားရမရလား မရဘူးဟိုဘက်ကပဲရအောင်ရစလုံးတယ်အောင်ဟုတ် ဒီမှာတစ်ခုရှိတယ်ဒါ ဟမ် ဒီကဝင်နေရ ဒီမှာလောမရှိဘူးလေတကဟိုဘက်ကလောရှိ ဒီကောင်လော့ပြက်နေတယ် ရတယ် ခဏတကားငါဝင်လာတော့ဖွင့်တာ ဟုတ်လားအဒီဘက်ကတော့ငါဖွင့်လာတာ ဟုတ်တယ်စနဝင်လာတော့ဖွင့်တာ လေလိုက်တာပေါ့ဖြစ်မှာ ဘယ်မင်းပြန်ပိတ်အတင်းဖိပိတ်ရမှာလေ အေးအားနဲ့ထည့်ရတယ် တွေ့လား ဟဲ့
တွေ့လားဖွင့်နေတော့ ဟုတ်တယ်တော်တော်ဖွင့်ယူရ တကားတော့ကြက်တယ် လေးတိုက်တာနဲ့တော့ပြန်မပိတ်နိုင်ဘူးဝင်လို့ရဝင်ခဏ ဟုတ်မင်းခဏကိုလေးစောင်းဝင် ဟိုရလားဝင်တော့ ရတယ် ဒါအပြင်လျှောက်ပြင်ပတ်ထွက်လာပြနော်ဒီထိုင်းကုန်းနေချရတယ်ပုံစံကိုကြည့်ရဲအစူးတစည်းရဲလည်းမဟုတ်ဘူးတွေ့လား တနေရာစီသိလား ဟုတ်တယ် တနေရာဒီမှာချရတာနော်ဒီခန့်ဝင်လို့ရလားဒီတစ်ချက်ပဲကြည့်အောင်တော့ခါတာ ဟဲ့တန်ကြလား ဟိုထက် ပေါ်อ่ะ အိုင်ခိုင်ပေါ်လာအောက်ကလားညင်သွားပြန်ပြီနော် ဟုတ် အိုင်ခိုင်လေးတားရပါကြီးလေ ဖက်ကြပြီ နော် နော် ကြာပြန်ပြီ ခုနအတန်မျိုးပဲ နည်းတော့တက်ကြည့်မလား တက်ကြည့်လိုက်လေအဲ့ဆို ဖူးဖို့တစ်ချက်မေးကြည့်ပါဦးဟိုဟာ အဲ့ဒါတူလမ်းဖူးဖူးက CCTV မှာအိမ်မော်တက်မှာလေလူတွေပါသွားတာမြင်ရလား ဘာမှတော့မတွေ့ဘူးဘာဖြစ်လို့လဲ ဒီမှာအောက်ထပ်ကိုရောက်နေတဲ့အချိန်မှာအပေါ်ကခြေတန်းလိုဘာမျိုးကြားလို့ အပေါ်တော့ဘာမှမတွေ့ဘူးမှန်တော့မပြဘူးဘာမှမရှိဘူး ကြားအကုန်ကြားရတယ်မလား ကြားလိုက်တယ် ကြားတယ် အတက်ကြည့်လိုက်မလား သူတက်ကြ ပုံ ည့် တက်ကြည့်ရင်ကြည့်လိုက်ပါလား အေးခုတက်ကြည့်မလို့နော်ဟာလေအပေါ်တက်ကြည့်မယ်ပြောပြရမယ်ကျွန်တော်အပေါ်လည်းမိုက်တက်သွားလို့အောက်ကပြန်ကြားတာမျိုးဖြစ်နေမှာစိုးတယ်သိလား ဟုတ်တယ် အဲ့ဒါတရားအောက်ကဆောင်းတယ် ကျွန်တော်အောက်မှာနေခဲ့လိုက်မယ်အခုတို့နှစ်ယောက်အပေါ်တက်ကြည့်လိုက်နော်မင်းသားပြရတယ်မလား ရတယ်အဲ့ဆိုရင်ဟိုကင်မရာကိုယူထားလိုက်နော် ဒီလိုက်လိုက်မယ်ပေးဒီကယူရတယ်ဖူးဖူးကိုတခုဆိုလိုက်မလိုက်ငါအောက်မှာရှိနေမယ်နော်ပြီးအပေါ်နဲ့အောက်နဲ့လမ်းပြောတော့ကြားနေရတာပါနော် ဟုတ်တယ် နော် အဲ့ဆိုရင်ကျွန်တော်ကိုယ်ဝင်သွားလိုက်မယ်နော် တော့အဲ့ဒါ အခုဆိုလှမ်းပြောလိုက် အေးတော့ငါအောက်မှာစောင့်နေမယ်နော်တော့ ဒီအားပြန်ထားလိုက် ထွက်တော့ ဘယ်နေရတာ အဲ့ဖူးဟိုဟာအကိုရှိမှာအိုင်ကိုနော်ကိုမိုင်ကအောက်မှာနေခဲ့တယ်သူအောက်မှာတစ်ခုထူမှဆိုတော့ ကိုရောက်ခဲ့ဟုတ်ကဲ့ ကိုကြီးဆိုင်နော်ဒီကားကြီးက ဟဲ့ ဟိုအောက်ကတော်တကားဖွင့်တာ ဟောအဲ့လိုလုပ်ပါ အဲ့လိုလုပ်ပါ ကျင်းနေတိတ်တော့မကောင်းတော့တတိထားဒီနေရာလောက်စီကကြားတာနော် ဟုတ်တယ် ဒီမှာလေမှန်ဘက်ကနေလာမယ်တန်နေကြားနေရတယ်တိလား အဲ့ဘက်မှာအဲ့အခန်းထဲမှာကြားရတာ TV မှာအခုနေခဲ့တဲ့ခန်းထဲမှာ ဟုတ်လားညီမဟိုဘာထူးလဲစက်ကြည့်နေတော့တကယ်လို့တစ်ခုဖြစ်လို့ရှိရင်အကိုတို့ဒီကနေလှမ်းပြောလိုက်နော်ဟေးဘာဖြစ်တာလဲ ဟုတ်ဟုတ် ငါမပြေဘူးငါမိတ်တာ အဲ့ဆိုရင်ကျွန်တော်တို့ဒီထဲဝင်ကြည့်လိုက်မယ် ဟုတ်ပြီတတိထားနော် တကားရဲ့လက်ရရတော့အတူတူပဲဗျတိလား ဘာထူးကြတယ်ကို ခုနကတော့ခြေတံကြားလို့ဆိုအပေါ်တက်ကြည့်ရအခုတော့ဘာမှမဖြစ်တော့ဘူးမကြားတော့ ဟုတ်လားအမအခန်းကြီးပါရောရှိတာအပေါ်တော့မှာ အခန်းလေးတည်းရှိတယ် အဲ့ဒီရှင်ဝင်ကြည့်လိုက်အောင်နော်မင်းစွမ်း โอเคโอเค ဒီလိုတန်တော့ကြားချားအောင်တော့ ခွေးတော့ဦးနေကိုမိုင်ခွေးရင်ဦးလားတွေ့လားမှန်တခုတော့ရှိတယ် မြင်ရပြီတိလား CCTV မှာ ဖြည်းဖြည်းဝင်နော် ဟာဘာကြီးလဲလို့မအယုတ်ပဲလက်အောင်လာတယ်ရောင်မြန်ဟန့်နေ အောက်မှာတော့ကျွန်တော်တွေးတဲ့အတိုင်းဘာမှတော့တိတ်ထူးခြားမရှိဘူးဗျမင်းစွမ်းပြေအပေါ်မှာဘာတွေထူးခြားတွေ့ရမှာတော့မသိ ဖူဟိုအဲ့ရနေဘာမြင်ရလဲဒီမှာတော့ကိုဘာမှမထူးသေးဘူး ဘာမှတော့မတွေ့ဘူးကိုကြီးအမတိတ်မထူးရတယ်အဲ့လိုဆင်းနေတယ်လေကိုမိုက်တောင်းတောင်းတော့အောက် ဒီအိမ်မှာကိုကူရှိနေတော့ခံစားရတယ်ဗျ ဟုတ်တယ်နည်းနည်းစိတ်ထဲမှာတော့တိတ်တော့မတူးမတန့် ပြီးတော့စပွဲကြီးခင်းထားတဲ့ပုံစံနေရတယ်ဗျတော်တော်ကြီးတစ်မျိုးပဲတည်းတရားရောက်ကိုစောင့်နေတယ်လို့ထင်ရတယ် ဟုတ်တယ်သူတို့စီဝေးလို့အဲ့လိုမျိုးလေးခုံတော့မထိနေအောင်နော် ဘုံမိုင်စင်ပြေးလာအောင် အောက်မှာတော့ဘာမှတိတ်တရားမရှိတော့ဝင်တဲ့ကလည်းကုန်စုံနေတော့ဖြစ်နေ အယုတ်တွေကတော်တော်လက် မောင်နေဆုံးရလား စုံနေအပေါ်မှာတော့အဲ့
ရုပ်သေးရုပ်ပုံစံမျိုးတွေနဲ့အဲမြမလက်မှုပညာပုံစံမျိုးတွေအများကြီးရှိတယ်၆ချဖို့တော့ကောင်းတယ်ဘာမှမတွေ့ကျွန်တော်ဆင်းခဲ့တော့မယ် အေးအဲ့ဆင်းခဲ့လေအောက်ကပဲဆောင်လိုက်မလား ခုအဲ့ဒါအကိုတို့ဆင်းခဲ့လိုက်တော့မယ်နော် ဟုတ်ပြီကိုကြီး မင်းတို့ကတွေ့နေရ ဟုတ်ပါလား အေး အဲဒီမှာလှေကားနေဆင်းခဲ့လိုက် အဲ့ရှေ့ဆင်းလာမလား ရှေ့ကပဲဆင်းခဲ့လိုက်တော့ အဲ့ဆိုရှေ့ကစောင့်နေမှာလာပြီ ပေါ်မှာအိတ်ခန့်ခန့်လေးရှိ ဒီမှာအတိုင်လေးကြားနေလို့ ဟတ်လာဘူးခဏခဏကြားနေရတာ လိမ့်ပါတော့တကောက်တလားထုရဲ့အတန်လိုမျိုးအပြန်လာအောင်ပါလားဘယ်သွားအောင်ပါလဲ အကိုတို့သွားကြရတော့အဲ့ဟိုဒီအပင်နေကြားရလင်းစင်လာပါလားအဲ့နေရာပဲရှိ ဟုတ်တ တယ် ယ်အဲ့ကွန်းတော့လဲသွားမလို့ အဲ့နေရာကြည့်ပြီးကမှအကိုတို့ပြန်ပြီးတော့ဟိုညီမဆွေလာခဲ့လိုက်မယ်နော် ဟုတ်ကိုရောက်ခဲ့ โอเคအဲ့ဆိုရင် CDB ကတစ်ချက်ကြည့်ပြီနော်တကူထွင်လည်းပြောဒီဘက်တက်လို့ရလားဒီလား အာ ဘိုးကောင်ပွားပါတယ်တတိယဒီမှာမင်းရတယ်တော့ဒီမှာ damage ရှိတယ်ကိုရမနေဆင်းပြေလား ရတယ်တော့တတိတော်ထောင်းတော့အောက်တယ် ဒီဘက်မှာတော့ဘာမှမရှိတစ်ပင်နေ ဒီမှာကိုကြီးကိုမြင်ရပြီနော် ဟောနေပြီ ဟုတ်တယ်ညီမရေကိုဒီမှာလင်းစင်လာရောက်ပြီဒီပေါ်တက်ကြည့်ကြ ကြားပါမလားတက်ကြည့်လို့ လှေကတစ်ချက်ကြည့်ကြည့် ဘယ်ဘက်လေကားဟိုလေကားရှိရပဲအောက်ကခဏဖြတ်ကျွန်တော်အောက်ကခဏဖြတ်ဝင်လိုက်မင်းကခလုတ်တိုင်မယ်နော်မင်းလေကားမရတော့ဘူး ဒီကအချင်းနေမကောင်း ဟို နော် စုပ်ပြတ်တဲ့နာပဲမကြည့်လား ဟိုမဖြစ်ရင်အဲ့ လေကားတွေလည်းပြုံး ဒီနောက်ချက်ကြည့်လိုက်လေတက်လို့ ဘယ်ကတက်လို့ရ ဒီအောက်ကတက်လို့ရမလား အပေါ်တက်ကြည့်လို့လားကိုကြီး ဟုတ်တယ်ညီမ ဟုတ်တယ် အေးဒီကတက်လို့ရမယ်နော် ကွာဆောင်တက်လို့ရတော့ ဟုတ်တယ်တတိတော်ထားနော် မင်းတက်မလားနော် ဟို ငါဒီမှာဟို ကင်မရာကိုင်းလိုက်မယ်နော် သူဒီဟာကြီးလည်းဒီမှာကုံကျိုးပယ်နေတာငါလည်းတို့တက်ရင် အေးအဆင်ပြေလောက် ဝိတ်ငါဝိတ်နေမင်းပိန်နေတယ် ရောက် ပြီးအဲ့ဂျာမီတက်လိုက်အဲ့လိုပြီနော်ဟိုမင်းဒီဘောတက်ယူမှာကင်မရာယူမလား တက်ပြီးမှကင်မရာယူလိုက် အပေါ်လေးပါနေမှာရိုက်လမ်းကြည့်ဘာဒီမှမြင်ရမလဲဆိုတော့နော် โอเค ခါစေးပြဲလား အဆင်ပြေပါတယ် ဟိုအိုင်ကွန်ပင်းငေါ့ပြီ တတိတော် ဟဲ့မတက်နဲ့ဟမ်ဒါမီပေးအောင်မလား ဒါပြီးပြင်မယ်ကင်မရာယူပြီးတော့ ကင်မရာကိုဓာမီပါယူထား အ လိုက် ပေါ်ငုံကကိုင် ရ သိလား ဆက်လိုက် ဒါမီရောယူလေ အရင်ကလက်မထည့်လိုက်က င်မရာလက်မချိန်လိုက်အေး နားလေဒါပြီ ဘာရှိလဲဘော ဟိုမှာဘာမှမရှိဘူးလူတော်တက်လို့ရပါမှာ ဒီတော့တက်လို့ရအောင်ဒီအခြေအနေထားနေဒီမှာစင်လဲကျိုးနေမင်းအပေါ်မှာဘာရှိလဲဆက်ကြည့်ပါမင်းပြုတ်ကြအောင်ပြုတ်ကြအောင်ခီးဆိုင်ခီးဆိုင် ဟုတ်တယ်ဘာရဲ့ဝါးရည်လေးကျိုးပြီတသားကြီး လူတွေဘာရင်တော့နေွားတဲ့အရေးရောက်နေပါတွေ့လား တွေပိုင်းနေသွားအေးအောင်နေတွေ့အပေါ်မှာအဲ့လိုစင်လေးတွေတို့ဘာလို့အဲ့လိုဖျားစင်ပုံစံမျိုးလေးတော့တစ်ခုရှိတယ်တိလားဒီတပင်ဟိုပဲပူဇော်တာလားတော့မသိဘူးအဲ့လိုဟာမျိုးလေးတစ်ခုတော့ရှိတယ် လက်ရှိမှာလူတွေဘာနေတဲ့အေးရအောင်မရှိဘူးလား အဲ့လိုတော့မရှိဘူးဒါပေမဲ့နည်းနည်း6ချဖို့ကောင်းတယ်ဗျပြောရရင်အပေါ်က ခဏအဲ့သူ့ပတ်ဝန်းကျင်လေးကိုတခြားအဲ့အပေါ်လေ ပတ်တယ်ကြည့်ကြည့် ဟေးပြုတ်ကြမယ် တတိတော် ရှာတယ် မင်းပြုတ်ကြမယ် ဘာဖြစ်လို့လဲကိုမင်းဆိုင် ဟိုမင်းစားမြေခြေချော်ကြတာ တတိချောင်းကြီး တကားရည်တော့ကျိုးပယ်တယ်တိလား ဟမ် တကယ်တော့40ကဒီဘက်ကလှေကားနေဝင်ဖို့လှုပ်ထားခဲ့တာဗျ တိုက်စရာနေရာစုံနေပြီဆိုရင်လည်းပြန်စင်းခဲ့ โอเคအဲ့တော့ပြန်ဆင်းခဲ့လိုက်တော့မယ်ဟိုမှာနေ အောက်ကိုတတိထားမင်းအောက်ကိုတတိထား ကင်မရာရင်ပြလိုက် ကျွင်းရောက်တတိထားပြောလက်လွတ်လို့ရလက်ညံ့လား ဟုတ်ဒီနေဟိုနဲ့တက်တာပြချာ လက်ညံ့လားမင်းကိုအိမ်မောဆွဲထားတာ အိမ်မဆွဲရမဖြစ်နိုင်ပါဆွဲရင်တော့တိတာကြီးပဲ တွေ့ချက်တော့ပက်ကြည့်အောင်အခုဟိုဟာတိန်လုံးပါပြီလားမင်းစားရောက်လိုက်ကောအိုက်ကိုယူ အိမ်လုံးတော့မရရသေးဘူးရိုက်ကြည့်အောင်လား ငယ်ရိုက်ကြည့်လိုက်ပါ တေချာအမိုးကတော့လှုပ်ထားရဗျအပေါ်မှာလည်းတိလားအရင်တော့နေလောက်တယ်ဒီမှာလူတွေပါနေလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လာပြီးအပန်းဖြစ်ရတယ် ခု ဖြစ် ကြော နိုင် က်လည်းဘာမှမတွေ့တော့ခုနကဖူးတယောက်နဲ့နေရတာအဆင်မပြေဘူးလို့ကြားတယ်ဟုတ်လား ဟုတ်တယ် မင်းပြော အဲ့ဆိုအကိုတို့လင်းစင်တော့ကြည့်ပြီးလို့သူ အေးပြေအဆင်မပြေပြန်လာခဲ့မယ်လို့ပြန်ခဏပြန်လာခဲ့မယ် ဖူးဝေဒီမှာအကိုတို့ဒီမှာလင်းစင်ဘက်တော့ပက်ကြည့်ပြီးဘာမှတော့မရှိဘူးဒီမှာအဆင်ပြေရလားအဲ့ဘက်မှာအပြင်ပြန်လာခဲ့မယ်နော် ကိုကြီးပြေတော့ပြေပါရဲ့ပြီးပြန်လာတော့မှမလားဘယ်တော့မှမလို့လဲ အကိုဟိုဘက်မှာတော့တနေရာသွားဝကြံသေးဟိုဘက်သွားအောင်မကျွန်တော် သွားမှာ အ
တယောက်တည်းမနေချင်တော့လို့ တခါလေးဆက်သွားလိုက်မလားအဲ့ဒါဆိုသူ့ကိုခေါ်ပြီးတော့ အဲ့ဆိုရင်မှအခုလာခေါ်ရမှာလားလိုက်ခဲ့မလား သူ့ပြန်ခေါ်မှတော့ ကိုပဲလာတော့မယ်လေနော် ဒါရဲလို့လဲ အဆင်ပြေရလားလာခေါ်သူလာခေါ်လိုက်မယ် အဲ့ကိုအဆင်ပြေရတမီးယူပြောပဲကိုလာခဲ့လိုက်တော့မယ် စောင့်နေမယ်လို့ဆိုလဲ အဲ့ဆိုလည်းကိုဒီလင်းစင်နာပဲစောင့်နေမယ်နော် ကိုရောက်ကဲ ဖူးတော့လာပြီ ဟုတ်လား ဟမ် ဟုတ် ဖူးဖူးဟုတ်တယ် တန်လေးပါပေးအောင် ဟမ် တန်လေးပါလည်းပေးအောင် မလီ အဆင်ပြေလား ဟုတ်ကို ခလုတ်တိုင်အောင်မရှိဘူးလေကားတစ် ဘာဖြစ်လားဘာတန်ကြလို့ ဒီလိုထိုင်နေတော့လေကိုယူထွက်သွားရင်တိတ်မကြဘူးကွာအိမ်အောက်ထက်ကိုဝင်တော့အဲ့လိုဘီးပက်ပက်လေကမှန်နေမလားမှန်အဲ့လိုမျိုးလာထုတယ်လို့ဘုံကနေကြရပြီးတော့တော်တော်ကြာရင်မကြတော့ပြီးတော့နောက်တစ်ခါထွက်လာတယ်ထက်ကြပြန်အောင်အဲ့တစ်ခါတော်တော်ပြင်းနေအကူချင်းကဘာမှမကြောက်ဘူးအမှန်လေးတော့တွေ့တယ်အဲ့နာ ဟုတ်တယ်လာလာရိုက်တယ်လို့မျိုးကြီးဒီလားအဲ့လိုဘုံနဲ့ထုတယ်ဟုတ်တယ်လာကတ်တယ်လို့မျိုးမှန်နေဆို ဘာမှတော့မမြင်အောင်လားအေးရောင်နေပါတယ် မြင်တာဘာမမြင်ဘူးအားကြောင့်မနေချင်တော့လို့ လူကတော့ထပ်မကြတော့ဟုတ်တယ် ခုမကြတော့ ကိုလည်းဟိုဘက်မှာအိမ်ပေါ်မှာတက်ပြီးတော့အိမ်ပေါ်မှာအဲ့မှာခြေတန်းနေကြရဲဆက်စားချင်းအကုန်ကြီးကိုမိုင်လည်းကြရဲအဲ့တော့ ကိုယူအောက်ထက်မှာရှိနေတော့ အောက်ထပ်မှာရှိတဲ့အချိန်မှာအပေါ်တက်ကခြေတန်းကြဒါပေမဲ့အပေါ်တက်တက်ကြည့်တဲ့အချိန်တော့ဘာမှမကြတော့ဘူးဒါပေမဲ့အဲ့လိုမျိုးနည်းနည်းတော့စိတ်ထဲမှာမတိုးမတန်တော့ရှိရ ဟုတ်တယ် CCTV မှာလည်းဘာမှမပေါ်ဘူးလေပေါ်တာက ဟုတ်လား အခုသွားမယ်အဲ့ဘက်က CCTV မရှိဘူးမလား ဟုတ်တယ်အဲ့ဘက်မှာမရှိဘူး မတက်တာဘူးနော်ဟိုလျောက်တော့ပူကောင်းပါလေ ဟုတ်တယ် TV ကြည့်စရာမှာ ဟိုဘက်တည်မလားအဲဒီလမ်းရှောက်လန်းလည်းရှိရကွာအပေါ်မှာတက်ပြီးတောဟွာလေးဖြစ် အပင်နေပေါ်နေရလား အပင်တွေပေါ် အများကြီး ခွေးတော့တော်ဦးရနော်ပြင်ဘက်မှာ ဟုတ်ရပဲနော်မြင်အောင် ချန်ပြင်ဘက်ကအဲကိုရောက်လာတယ်6 6ဖို့ကောင်းတယ်နော် ဟုတ်တယ် ဘာမှမရှိဘူး လွယ်ပေးနေဗျ ဟင်နော် ဟိုကျွန်တော်ကဒီကနေပြီးတော့မှလမ်းဆုံးလို့ရှိရင် ဟမ် အဲ့အပြန်ဟိုကျွန်တော်ဟိုဘက်ကပတ်ပြန်မယ်လေ ဘယ်ဘက်က ဟိုဘက်ကလမ်းနေတမန်ရှိရဟိုဘက်မှာလေအဲ့မြောင်းလေးတစ်ခုကြားလေးတွေမှာရှိရအဲ ဒီလမ်း ဟုတ်တယ်ကြားတယ် ကြားရမဟုတ် ဖိုင် ကျန်းတွေ့လိုက်တာ ဘာတွေ့ရ မျက်လုံးနှလုံးကြည့်နေတယ်လို့ခဏဖြောကြည့်လိုက် ခွေးပိုင်းမဟုတ်လား မဟုတ်ဘူး နှလုံးနှလုံးပုံစံမျိုးတွေ့လိုက်တာ ဒီဘက်ခြုံနေကြရရလား မဟုတ်ဘူး ဒီလမ်းပေါ်မှာ ဟုတ်တယ်လမ်းမပေါ် ဟုတ်လား မီးရောက်နေပါဖြစ်မှာပါခုနမင်းဆွမ်းပြောသလို family လက်တွေပါမြန်လားမသိ တော့ပြန်ကြည့် တော့မပြန်ကြည့်နေတော့လေဘာလို့ကျွန်တော်ဒီဘက်တောက်လျှောက်မှာလဲလမ်းတစ်ဝက်လောက် ဟုတ် ရောက် တယ်ဝေးတယ်ပြီးတော့အန်နီယများတယ်ဒီကလူအန်နီယလည်းရှိတယ်လမ်းကြောက်လဲဖြစ်တယ်ကျင်းလဲကျင်းတယ်ဆိုတော့ ဟုတ်တယ် ကျွန်တော်ကကင်မရာပစ္စည်းတွေနဲ့အားကြောင့်လို့ပဲနောက်တစ်ခေါက်မှာပေါ့ โอเคအဲ့ဒါကျွန်တော်ပြန်ခဲ့ကြည့်လိုက်နော်အောက်သွားလို့ပါဖြစ်တယ် CCTV ရောကိုလည်းပြန်ကြည့်ရအောင် ကိုပြန်ဆက်လိုက်မယ်လေ အခုကွဲလာကြည့်လေငါချရတယ်ပေါ့ကဲဟော်ရမူမဲ့ပရိသတ်တွေကိုနှုတ်ဆက်ဖို့အချိန်ရောက်ပြီနော် ဟုတ်ပါတယ်ဗျဒီညမှာတော့ကျွန်တော်တို့အဖွဲ့ဒါရင်းညရီလောက်တော့စိုးစိုးဝါးကြီးတိတ်တော့မကြုံတွေ့ရပါမယ်ထူးခြားမှုတွေကတော့ညာတိုင်းလိုကြုံနေရတာပဲလေ
ဒါဒီမှာဆိုရင်လည်းကြော်ဆက်သွားတဲ့အိမ်မှာဆိုရင်လည်းဒါအပေါ်ထဲမှာဖူးလို့ရုံတော့ဟိုခေါင်းလိုဟာမျိုးတွေ့ပြီးတော့ကလေးခေါင်းလိုဟာမျိုးလေးတွေ့ပြီးတော့ဒါထူးကြတဲ့အတန်နေကြရတာပဲလေပြီးတော့ဒီဘက်အိမ်ကိုသွားတော့မင်းဆွမ်းနဲ့အကိုနဲ့ကြော်သွားတော့မှလည်းအိမ်မော်ကနေခြေတန်ဟာမျိုးတွေကြားရတယ်ဆိုတော့ဒီအရင်ကြီးစိုးစိုးဝါးဟာမျိုးပဲဒါပုံမှန်မဟုတ်တဲ့အနေအထားတွေတော့ကြုံတွေ့ခဲ့ရတယ်ပဲเนาะ။ဘာဖြစ်ပိတ်သက်ကြီးလဲဒါတွေကိုကျွန်တော်တို့အတူတူကြည့်ရှုခံစားပေးတဲ့အတွက်လည်းကျွန်တော်ကျေးဇူးတင်ပါတယ်။ပြီးတော့နောက်ထပ်ကျွန်တော်တို့သွားမဲ့ဒီနေရာတွေလည်းအများကြီးကျန်နေတဲ့အတွက်ကျွန်တော်တို့ horror movement အဖွဲ့သားတွေနဲ့လည်းပိတ်သက်ကညဘက်ဒီမှာဒါလိုက်ပါစီပြောခံစားပြီးဖို့ကျွန်တော်တို့ဖိတ်ခေါ်ချင်ပါတယ်ဗျာเนาะ။ကြည့်ရှုခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးပဲတင်ပါတယ်ဗျာเนาะ။ ဟုတ်ကဲ့ horror movement ကိုကြည့်ရှုအားပေးခဲ့တဲ့ပိတ်သက်တွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာ ဟုတ်ကဲ့ပါပရိသတ်များအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်